တနေ့ကုန်ရွှာရိုးလျှောက်လေအိမ်အလုပ်ဆိုပါမမလုပ်တယ်ထမင်းစားချိန်နဲ့အိတ်ချင်းအိမ်အမှတ်ရပါတယ်ဖဲရိုက်မယ်ကျွန်တော်ကြက်တိုက်မယ်ပြင်းတဲ့ခါတော့တိုးလဲသွားမယ်နေညိုရင်တငယ်ချင်းများနဲ့ချီဝိုင်းဖွဲလို့ရှင်ကာလာအိုကေသွားဆိုမယ်လာသမျှဆော့ဖွန်ကြောင်းမယ်ကြပြရေးမယ်စားရီပေးမယ်တကောင်ကြော်ညင်းနဲ့သွားလည်းမအိတ်သေးပါဘူးကွယ်တငယ်ချင်းများဝိုင်းဖွဲလို့ရဲ့ဆော့အကြောင်းတွေထိုင်ငါပြောမယ်တရွာလုံးလဲဆလန်သားတယ်ယူတော့မိုက်တော့ဆိုလို့အကောင်းဆုံးရဲ့အာကယောက်ျားနမောက်သားမကွယ်ဖာဖဲဖုန်ဖုန်တမျိုးမှမလွတ်ဘူးကွယ်ထွေးမြကိုကျွန်တော်သိချစ်တယ်ရွှေမိဟာကိုအသေးသေးမင်းစာဥနဲ့အေးကြီးမကမောင်ရင်နေမင်းဝင်းညင်ရွာများမကွယ်ပွဲတော်ဆူလည်းမလွတ်တယ်အလူပွဲနဲ့မင်္ဂလာပွဲမကြမ်းရှောင်းသွားတယ်ကျုံသမျှဆော့ဖွန်ကြောင်းမင်းတနေ့လုံးလဲဆလန်သားတယ်ယူတော့မိုက်တော့ဆိုလို့အကောင်းဆုံးအရဲ့တနေ့ကုန်ရွှာရိုးလျှောက်လေအိမ်အလုပ်ဆိုပါမမလုပ်တယ်ထမင်းစားချိန်နဲ့အိတ်ချင်းအိမ်အမှတ်ရပါတယ်ဖဲရိုက်မယ်ကျွန်တော်ကြက်တိုက်မယ်ပြင်းတဲ့ခါတော့တိုးလဲသွားမယ်နေညိုရင်တငယ်ချင်းများနဲ့ချီဝိုင်းဖွဲလို့ရဲ့ကာလာအိုကေသွားဆိုမယ်လာသမျှဆော့ဖွန်ကြောင်းမယ်ကြပြရေးမယ်စားရီပေးမယ်တကောင်ကြော်ညင်းနဲ့သွားလည်းမအိတ်သေးပါဘူးကွယ်တငယ်ချင်းများဝိုင်းဖွဲလို့ရဲ့ဆော့ကြောင်းတွေထိုင်ငါပြောမယ်တရွာလုံးလဲဆလန်သားတယ်ယူတော့မိုက်တော့ဆိုလို့အကောင်းဆုံးရဲ့အာကယောက်ျားနမောက်သားမကွယ်ဖာဖဲဖုန်ဖူးတမျိုးမှမလွတ်ဘူးကွယ်ထွေးမြကိုကျွန်တော်သိချစ်တယ်ရွှေမိဟာကိုအသေးသေးမင်းစာဥနဲ့အေးကြီးမကမောင်ရင်နေမင်းဝင်းညင်ရွာများမကွယ်ပွဲတော်ဆူလည်းမလွတ်တယ်အလူပွဲနဲ့မင်္ဂလာပွဲမကြမ်းရှောင်းသွားမယ်ကျုံသမျှဆော့ဖွန်ကြောင်းမယ်တနေ့လုံးလဲဆလန်သားတယ်ယူတော့မိုက်တော့ဆိုလို့အကောင်းဆုံးအရဲ့